မြန်မာနိုင်ငံရဲ့ပြည်လုံးကျွတ်ဒီမိုကရေစီရေးတောင်းဆိုဆန္ဒပြပွဲကြီးသွေးထွက်တန်ယုံများစွာနဲ့အနေနဲ့ခံရပြီးစက်တင်ဘာလ18ရက်စစ်တပ်ကဒဏ်ပြည်အာဏာကိုသိမ်းယူလိုက်ခဲ့အပြီးမှာမြန်မာနိုင်ငံအနှံ့ပြားကဆန္ဒပြပွဲမှာပါဝင်ခဲ့ကြသူတွေထောင်ပေါင်းများစွာမြန်မာနိုင်ငံရဲ့နယ်စပ်တကြောကလူမျိုးစုလက်နက်ကိုင်ဖွဲ့စည်းတွေတင်ကြုတ်ထားတဲ့နယ်မြေတွေကိုရောက်လာခဲ့ကြပါတယ်။ဒီအထက်မှာမြန်မာစစ်ဆိုးရကိုနှစ်ပေါင်းများစွာတော်လှန်တိုက်ခိုက်နေတဲ့ကရင်မျိုးသားစီယုံနယ်မြေတွေတဲကိုအများစုဖြစ်တဲ့ចောင်းသားတွေရှစ်လေးလုံးအရေးတော်ပုံကြီးထဲမှာပါဝင်ခဲ့ကြသူတွေရောက်လာခဲ့ကြပါတယ်။ဒီလိုနယ်မြေအသီးသီးကိုရောက်လာကြတဲ့အစုအဖွဲ့တွေကကိုယ်စားလှယ်တွေတွေ့ဆုံကြပြီး1988နိုဝင်ဘာလ1ရက်နေ့မှာမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦးကိုတိုင်းမြန်မာနယ်စပ်ကကရင်လွတ်မြောက်ရေးတပ်မတော်ရဲ့စခန်းတစ်ခုဖြစ်တဲ့ဝန်ခမှာဖွဲ့စည်းလိုက်ကြပါတယ်။အဲဒီနေ့မှာမြန်မာမှာရောကဘာမှာသာမရှိသေးတဲ့ចောင်းသားတပ်မတော်ဆိုတာပေါ်ပေါက်လာခဲ့ပါတယ်။ကျွန်တော်တို့88မှာပေါ့ဗျာတိုးရဆောက်တဲ့အချိန်မှာကျွန်တော်ရောက်တော့ဒီအောက်တိုဘာလဆန်းလောက်ဖြစ်နေပေါ့နော်ဆိုတော့ပျော်လဲပျော်စရာကောင်းတယ်နော်ဒီလမ်းမလည်းရမ်းဖြစ်ခဲ့တယ်ဒါပေမဲ့ဒီတွေအများကြီးနဲ့တွားကြလာကြဟလာဒီလွတ်လပ်တဲ့လွတ်မြောက်တဲ့နေပြည်ကိုရောက်လာတဲ့အခါကျတော့ကျွန်တော်တို့ဟလာရှစ်လေးလုံးကာလလွတ်လပ်ခဲ့တဲ့အနေထားလိုပဲဒီလွတ်လပ်ခွင့်တွေကိုဆက်ပြီးတော့ကျွန်တော်တို့ရခဲ့တယ်ပေါ့ဗျာနော်ပြောပြောရှင်ရှင်နဲ့ကျွန်တော်တို့တွားကြတယ်ပြင်ပန်းတယ်ဒုက္ခတွေရောက်တယ်ဆက်သဖြင့်ကျွန်တော်တို့လမ်းမှာတော့အများကြီးတော့ကြုံရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရောက်ခဲ့တဲ့ကရင်ဒေသမှာကတော့လမ်းမှာဒီကရင်တွေကနေပြီးတော့ကျွန်တော်တို့ဒီလိုတက်တာပြီးစောင့်ရှောက်ခဲ့ပါမယ်အဲ့တော့ကျွန်တော်တို့အစားအသောက်ပေါ်အနေထိုင်တော့ပူစရာမရှိပါဘူးဒါပေမဲ့ကျွန်တော်တေဘောဘုတ်ကိုရောက်တဲ့တေဘောဘုတ်စခန်းပေါ့နော်ဒီထိုင်းမြန်မာနယ်စပ်ကတေဘောဘုတ်စခန်းပေါ့ဒီကရင်ဆိုလို့ရှိရင်တော့ဒီတမ6ကရင်တမ6နဲ့နေရပါဆိုတော့ရောက်တဲ့အခါကျတော့အဲ့ဒီမှာကျောင်းသားတွေကလည်းကျောင်းသားတွေရောကျောင်းသားမဟုတ်တာတွေရောတခြားဆရာဝန်လာတူနာပြုနောက်ဆုံးလမ်းဘေးကဈေးတွေအစအားလုံးစုပြုံပြီးတော့ဒီဈေးလေးမှာရောက်နေတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့လူတွေကပျော်ပျော်ရွှင်ရွှင်နဲ့စစ်တင်တန်းတက်နေတာလည်းကျွန်တော်တွေ့ရတာပေါ့နော်ဒီလိုနဲ့ကျောင်းသားတပ်မတော်စခန်းတွေဟာထိုင်းမြန်မာနယ်စပ်တစ်လျှောက်နဲ့တရုတ်မြန်မာနယ်စပ်တစ်လျှောက်မှာပေါ်ထွက်လာခဲ့ပါတယ်။သက်ဆိုင်ရာလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်းကြိုးရင်းစီစဉ်မထားဘဲစုပြုံရောက်လာကြတဲ့ကျောင်းသားတွေကိုစားနပ်ရိက္ခာအကူအညီပေးနိုင်ပေမဲ့လက်နဲ့ခဲယမ်းတွေကိုတော့ရောက်ချင်းကူညီနိုင်တာမရှိပါဘူး။ဆိုကချင်မှာဆိုရာကနားမဲရောက်ခဲ့တယ်။နောက်ဒီရှမ်းပြည်မြောက်ပိုင်းမှာဆို10ကနားမဲရောက်ပါတယ်။ဆိုတော့နောက်ရောက်လာတဲ့ကျောင်းသားတွေကိုလည်းဒီကချင်မှာတော့ KIO ပေါ့ KIO ဖွဲ့ရသူတို့တာဝန်ယူပေးတယ်။စားရည်ရိက္ခာအစလက်နဲ့ခဲယမ်းအစနောက်တင်တန်းနေအစလုပ်ပေးတယ်။နောက်ရှမ်းပြည်မြောက်ပိုင်းက401အဖွဲ့ရတော့တို့ဒီရှမ်းတပ်ပေါ့ရှမ်းတပ်ကတော့အဲ့ဒီအချိန်မှာတော့ SSC တပ်ဖွဲ့ပါပဲ။ကျောင်းသားဘဝကနေလက်နက်ကင်တော်လှန်ရေးသမားဘဝကိုချက်ချင်းပြောင်းလဲလာခဲ့တဲ့ကျောင်းသားအများစုမှာအခက်အခဲမျိုးစုံနဲ့တွေ့ကြုံခဲ့ရပါတယ်။အဓိကအစားတောက်ခက်ခဲဘယ်လိုမျိုးရှိလဲဆိုကျွန်တော်တို့ဒီငပိတွေစားရတော့အဲ့ဒီငပိတွေကနေကျွန်တော်တို့ဒီတင်တန်းတက်တော့ရားနာတာဖြစ်တယ်ပေါ့နော်အဓိကကျွန်တော်တို့ဖြစ်တဲ့ဒီကျောင်းသားတွေအားလုံးခံစားနေရတဲ့ဟာငှက်ဖျားပေါ့ငှက်ဖျားအဆိုးဆုံးခံရငှက်ဖျားကကျွန်တော်တို့ဒီငှက်ဖျားအုံနောက်တဲ့ဝင်တာတို့စီသွေးဝင်သွားတာတို့ black water ပေါ့နော်ပြီးတော့နောက်တစ်ခုက skin infection ကျွန်တော်တို့ဒီစားတောက်နဲ့ပတ်သက်ပြီးမတန့်ရှင်းဘူးနဲ့ကျွန်တော်တို့ dysentery ဖြစ်တဲ့ဝန်ကိုက်တဲ့ဟာတွေနောက်ပြီးတော့အဲ့ဒီရားနာကိုရားနာတဲ့ဟာတွေဖြစ်တာပေါ့နော်အဲ့မှာအဲ့ဒီခက်ခဲကြားနဲ့ကျွန်တော်ဒီစစ်တင်အောင်အခြေခံစစ်တင်အောင်မြင်အောင်ကျွန်တော်တက်နိုင်ခဲ့တာပေါ့မြန်မာပြည်ထက်အောင်နယ်စပ်တကြောပြန့်နှံ့ရောက်ရှိသွားကြတဲ့အတွက်တိုက်ဆိုင်ရာဒေသခံလက်နက်ကင်တပ်ဖွဲ့တွေနဲ့ရနိုင်တဲ့အခြေအနေတွေအောက်မှာကျောင်းသားတပ်မတော်စတင်တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ KIA လူကြီးတွေနဲ့ကျွန်တော်တို့တော်ဆွေးနွေးရပါတယ်ဆွေးနွေးရဆိုတော့ကျွန်တော်တို့လက်နက်ပေးဖို့ဒါပေမဲ့လက်ရှိမှာတို့ကလည်းအဲ့ဒီအချိန်တွေမှာချက်ချင်းပေးဖို့ဆိုတာကတို့ကျွန်တော်တို့အယုံကြည်မရှိတာတော့မဟုတ်ဘူးပေါ့ဗျာကျွန်တော်တို့ရဲ့တော်လိုင်းရေးတက်တန်းကဘာမှမရှိသေးတဲ့အချိန်မှာတို့အနေနဲ့ပေးဖို့ကအမှန်တန်ခက်ခဲတယ်စသချင်းတို့ကျွန်တော်တို့လက်နက်အပ်ပွဲအရင်လုပ်ပေးတယ်ဒီ G3 G4 တွေပေါ့အဲ့ဒီလက်နက်ကျွန်တော်အလက်ရည်တော့ကောင်းမှပြီတော့အဲ့ဒါနဲ့အရင်ရတယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်တို့အဲ့အချိန်မှာ
ဟိုကျွန်တော်တို့တိုက်ချင်တဲ့ဒီအစိုးရကိုပြုတ်ကြအောင်တိုက်ချင်တဲ့ဆန္ဒကပြင်းပြနေတော့လက်နဲ့မပြည့်စုံလဲကျွန်တော်တို့ကရှေ့တန်းကိုထွက်ခဲ့တယ်ထွက်ခဲ့ပြီးမှဒီရှေ့တန်းနေမှာပေါ့ဗျာတိုက်ပွဲတွေကြားထဲမှာတနတ်မပါဘဲနဲ့လဲတိုက်ပြီးမှအတန်နဲ့စိတ်ဓာတ်နဲ့ကျွန်တော်တိုက်တယ်အဲ့ဒါမှလည်းကျွန်တော်တို့ရဲဘော်တွေချိုးတော်တော်များများကအရှင်းအောင်ဖမ်းမိသွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေနောက်ပိုင်းကျွန်တော်တို့ဆေးဝါးမရှိဘူးဆေးဝါးမရှိတဲ့ခါမှာရှေ့တန်းဒေသတွေမှာဟိုဆေးမရှိလို့ကြာဆုံးရတဲ့ရဲဘော်ကြီးလည်းများတယ်ပေါ့1989နောက်ပိုင်းတွေမှာတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေနဲ့ចောင်းသားတပ်မတော်တပ်ဖွဲ့ဝင်တွေ DAB ခေါ်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့အမည်အောက်မှာစစ်ကြောင်းကြီးတွေနဲ့မြန်မာစစ်ဆိုးရကိုတိုက်ခိုက်ခဲ့ရမှာစစ်ရေးအောင်မြင်မှုအတော်များများရရှိခဲ့ပါတယ်။ DAB စစ်ကြောင်းတွေကျွန်တော်1990ခုနှစ်မှာစတင်တယ်။မတိုင်ခင်ကာလတော့ကျွန်တော်အဲ့ဒါဖြစ်လာဖို့ကြိုးစားတိဆောက်စီးရုံးရတော့ကျွန်တော်မှာပဲ။ကျွန်တော်တို့ကတော့ဘာနဲ့ပြောနေမှာအခြေဆိုင်ရတဲ့တက်တယ်ပေါ့နော်။ဒါလည်းမြစ်ပြီးမှကြားတယ်။အကုန်လုံးလည်းပြောလို့ရတော့ကျွန်တော်ဒီနေ့ဆိုအဲ့တိုင်းနဲ့စနေရမှာကျွန်တော်တက်တီစုစည်းပြီးတော့ဒီမှာမိတ်ကောင်းဆောင်ဖြစ်တဲ့အဓိကတော့ကြီးရင်ကျွန်တော်ညှိနှိုင်းပြီးတော့ဒီစစ်ကြောင်းပြောတဲ့သဘောတရားပေါ့။အဲ့တော့ကျွန်တော်တို့ဟိုနဲ့မှာမင်းနဲ့ပူပေါင်းဂျာတိုင်းသားဖွဲ့စီတဲ့ပူပေါင်းနဲ့စစ်ကြောင်းလှုပ်ရှားမှုဆိုအဲ့ဒီပဲပေါ့။ကျွန်တော်တို့ကဒီစစ်ကြောင်းအမှတ်7နဲ့ရှင်းတော့ကျွန်တော်ကျောင်းသားတွေကဒုစစ်ကြောင်းမဟာမိကပါစစ်ကြောင်းဒီကျွန်တော်ဒုစစ်ကြောင်းကိုသွားကြတယ်။သွားကြတော့ကျွန်တော်တို့ကအဲ့ဒီပွဲကိုလူလူလာဖြစ်တဲ့ကျောင်းသားတွေအရင်ကျွန်တော်တို့ပထမတိုက်နေရတဲ့ပွဲတွေကတော့ဒီမဟာမိရုံချီတော့နီနာပတ်ဝန်းကျင်ကနေမြေထဲမှာရှိကြတဲ့တိုက်ပွဲလေးတွေပေါ့သူထိုးလာတယ်နေတွင်းနဲ့ထိုးလာတယ်ပွဲတွေတိုက်ရတယ်ကျုပ်ခန်းစင်မှာတိုက်ရတယ်ခုကျတော့ဒီ DAB စစ်ကြောင်းမှာစုပေါင်းပြီးတော့မဟာမိနဲ့ကျွန်တော်လက်တွေတိုက်တဲ့ပွဲပြီးတော့ပြည်သူတွေရဲ့အရှိမောက်ကိုအကြောင်းမဲ့လည်းယုံကြည်တယ်ပေါ့အဲကျွန်တော်တို့ရောက်တဲ့အများဆုံးဆက်ဆံတဲ့ပြည်သူတွေကတော့ကရင်ပြည်သူတွေပေါ့အဲကျွန်တော်ဒီဒေါနာတောင်တိုင်းယူကျော်ကျွန်တော်အေရီယာကျော်ပြီးတော့တမန်တင်နေတယ်ကျွန်တော်ရောက်တော့အဲ့တော့ဒီဒေသကပြည်သူတွေနဲ့လည်းကျွန်တော်တို့စီယုံပြောဆိုကြရတာလည်းရှိတယ်အဓိကတော့စီယုံလည်းကျွန်တော်ဥဆောင်ဒါပေမဲ့1989မှာတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့အချုပ်မြန်မာစစ်ဆိုးရနဲ့အပြစ်ခတ်ရက်စဲသွားတဲ့အချိန်မှာတော့ចောင်းသားတပ်မတော်ရဲ့လှုပ်ရှားနိုင်မှုတွေကိုကန့်သတ်မှုတွေဖြစ်ပေါ်လာခဲ့ရပါတယ်ကချင် KIO က ceasefire ယူမယ်ဆိုတဲ့အတန်သူတို့နားအဖနဲ့သဘောတူညီချက်တွေယူလာတဲ့အချိန်မှာစစ်တိုက်မှုနယ်မြေတွေအကန့်အသတ်ဖြစ်လာတယ်ကျွန်တော်တို့လှုပ်ရှားမှုတွေပါကန့်သတ်ခံလာရတယ်ကန့်သတ်ခံလာကျွန်တော်တို့တချို့ဟာတွေကလှုပ်လို့မရတော့ဆိုတော့အဲ့အနေထားမျိုးမှာပဲနောက်ဆုံးတော့ဟိုသူတို့ကလုံးဝမတိုက်တော့တဲ့အနေထားမှာကျွန်တော်တို့ကတိုက်လို့မရတော့တိုက်လို့မရတဲ့ခါကျတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲဘော်တွေလည်းဆိုတော်တော်စိတ်သက်ကြတယ်1990ဝန်းကျင်အထိ ABSDF ဟာမြန်မာနိုင်ငံရဲ့အဓိကလက်နက်ကိုင်အဖွဲ့တွေထဲမှာတစ်ခုအပါအဝင်ရပ်တည်နေနိုင်ခဲ့ပါတယ်နိုင်ငံတကာကမြို့ချစ်မြန်မာတွေရဲ့ထောက်ခံမှုတွေကိုလည်းရရှိခဲ့ပါတယ်1991 ဩဂတ်လမှာတော့ ABSDF ရဲ့တတိယညီလာခံမှာအဖွဲ့အစည်းအတွင်းသဘောမတိုက်ဆိုင်မှုတွေကနေနှစ်ဖွဲ့ကွဲသွားခဲ့ရပါတယ်ဒီအကွဲအပြဲရဲ့ဟလာဒီရှစ်လျှောက်ပြဿနာတွေခုနနိုင်ငံရေးပြဿနာဟလာပူးပေါင်းဆောင်ရွက်ရေးပြဿနာနောက်ပြီးတော့ဒီ personal ပြဿနာတွေပို့ပြီးတော့တိုးလာပါတယ်။ဒါကြောင့်မို့လို့ဟလာကျွန်တော်တို့ ABS ရဲ့သမိုင်းမှာတော့ ABS ရဲ့အကွဲအပြဲဟာဆိုလို့ရှိရင်အင်တန်ကြီးမားတဲ့အနည်းဆက်ကြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းပေါ့နော်ဒီလိုကွဲသွားတယ်ဆိုပေမဲ့လည်းကျွန်တော်တို့တစ်ချိန်လုံးစိတ်ဓာတ်ကိုကျွန်တော်တို့ကြိုးစားနေကြပါတယ်။ဟလာမကြာခဏဆိုလို့တွေ့ဆုံနေဟလာကြိုးစားတယ်တစ်ဖက်နဲ့တစ်ဖက်ဘယ်လိုပြန်ပြီးတော့ပေါင်းပြီးတော့လုပ်မလဲဆိုပြီးတော့ကျွန်တော်တို့ဟလာဒီမျိုးစုံနဲ့ကြိုးစားကြပါတယ်အဲ့လိုနဲ့ကျွန်တော်တို့ကြားထဲမှာလည်းပဲဟလာ KNU တို့တခြားတိုင်းသားကောင်းဆောင်တွေကလည်းဒီပြည်လေအောင်တို့ဟလာဒီနှစ်ဖွဲ့ကြားမှာပြည်လေအောင်တို့စိတ်သက်ပေးတာတွေလည်းကျွန်တော်တို့ရှိပါတယ်အဖွဲ့နှစ်ချမ်းကွဲတာဟာចောင်းသားတပ်မတော်တပ်ဖွဲ့ဝင်တွေကြားမှာရိုက်ခတ်မှုတွေရှိခဲ့ပါတယ်တိုင်ရင်တပ်ဖွဲ့တွေအတွင်းမှာလည်းကွဲပြားမှုတွေရှိလာခဲ့ပါတယ်ABSDF တစ်ခုလုံးရဲ့ရိုက်ခတ်မှုကတော့နှစ်ချမ်းကွဲသွားတဲ့ကြောင့်မလို့နော် ABSDF တစ်ခုလုံးပုံမှာရိုက်ခတ်မှုတွေရှိပါတယ်ဒါပေမဲ့ ABSDF မြောက်ပိုင်းမှာတော့ဒီကွဲသွားတဲ့ပုံမှာလိုက်ကွဲတာမရှိဘူးအဲဒီတော့ကျွန်တော်တို့ဘိုးမှာ ABSDF ဘိုးမှာလွှတ်ထားတဲ့ကိုယ်စားလှယ်တွေရှိတယ်ဆိုတော့အဲ့ဒီကိုယ်စားလှယ်2ယောက်ရဲ့ဆုံးဖြတ်ချက်ပေါ့နော်အဲ့ဒီဆုံးဖြတ်ချက်ကိုပဲကျွန်တော်တို့သူတို့ကဘယ်ဖွဲ့ကိုတော့ပူပေါင်းတင်တယ်လို့ထင်တယ်ဘယ်ဖွဲ့ကတော့ဒီမိုကရေစီပိုရှိတယ်ထင်တယ်ဆိုတော့ဆုံးဖြတ်ချက်ပေါ်မှာကျွန်တော်တို့ ABS ရဲ့မြောက်ပိုင်းတစ်ခုလုံးကလိုက်ခဲ့တာပါ
1994 1995ဝန်းကျင်မှာတော့ကျောင်းသားတက်မတော်အဓိကမိခိုရက်တည်နေရတဲ့ကရင်မျိုးသားအစည်းအရုံးကနေ DKBA လို့အခုအမည်ရှိတဲ့ကရင်အဖွဲ့ခွဲထွက်သွားခဲ့ပါတယ်ဒီနောက်ပိုင်းမှာကရင်မျိုးသားအစည်းအရုံးနဲ့အခြားမဟာမိတ်တွေရဲ့ဌာနချုပ်ဖြစ်တဲ့မာနယ်ပလောမြန်မာစစ်ဆိုးရတပ်တွေလက်ထဲကျသွားခဲ့ရပါတယ်ဒီလိုကြာဆုံးမှုဟာကျောင်းသားတက်မတော်ရဲ့လှုပ်ရှားနိုင်မှုတွေကိုအကန့်အသတ်ပိုဖြစ်သွားစေတယ်လို့လေ့လာသူတွေကမှတ်ချက်ပေးကြပါတယ်1996ခုနှစ်မှာတော့ ABSDF ပြန်လည်ပေါင်းစည်းညီလာခံတစ်ခုပြုလုပ်ခဲ့ပြီးတပ်ဖွဲ့ရဲ့အဖြစ်ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။ဆုံးနေပြီးတော့ဝန်ထမ်းအောင်စနေတော့အာဇာနည်ဘောင်းတော်ကြီးများဒီနေ့တော့တူအခုဆိုရင်ဒီမိုကရေစီအရေးအတွက်ကျောင်းသားတက်မတော်တိုက်ပွဲဝင်နေတာ10စုနှစ်2ခုကျော်ရှိလာခဲ့ပါပြီအရင်ကလိုတိုက်ခိုက်ရေးအင်အားအများအပြားမရှိတော့ပေမဲ့မြန်မာစစ်ဆိုးရကိုလက်ရှိမဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးပျောက်ကြားစစ်နေပြူဟာနဲ့ဆက်လက်တိုက်ပွဲဝင်နေစေပါတစ်ဖက်မှာလည်းစစ်ရေးကန့်သတ်တွေကလည်းအရင်ကထက်ပုံမကြီးမားလာတာကိုတွေ့ရပါတယ်ဟိုပြီးတော့ဒီမှာဒိတ်ကလေးချောဖြစ်လာတာဆိုတဲ့ကိုကဒီမိုကရေစီနဲ့ဒန်းတူရေးတိုက်ပွဲတွေရဲ့ပေါင်းစပ်မှုလို့ကျွန်တော်ပြောလို့ရတယ်ဒါနံပါတ်1ချက်ဒုတိယချက်ကဘာလဲဆိုရင်ကျွန်တော်ပြောပြချင်တာကဒီနေ့ကျွန်တော်တို့အဲ့ဒီအချိန်ကတောင်းနဲ့မကောက်တောင်းနဲ့ချီရဲ့အင်အားစုက ABS မှာရှိတယ်ဒါမဲ့နှစ်21တနစ်ကိုဖြတ်ပြီးတဲ့ခါမှာကျွန်တော်တို့အင်အားတွေကတဖြည်းဖြည်းနဲ့ပါရလာတယ်ဒါလည်းကျွန်တော်မြင်တာတဘာဝကြရလို့ကျွန်တော်ယူဆတယ်အခြေအနေရကျွန်တော်တို့1991လောက်မှာကျွန်တော်တို့တချို့တိုင်းသားအင်အားစုတွေဟာဒါကျွန်တော်တို့ဒီအပြစ်ခတ်ရစရေးတွေလောက်ကြတယ်အပြစ်ခတ်ရစရေးလုတ်ပြီးရဲ့နောက်ပိုင်းမှာဒါလည်းကျွန်တော်တို့အကြောင်းချက်တစ်ခုလို့ကျွန်တော်တို့ထင်တယ်ကျွန်တော်တို့အင်အားတွေပါရတာရဲ့အထက်မှာနောက်တစ်ချက်ကတော့မာနယ်ဘလော့ကြာသွားတာပဲကျွန်တော်တို့လွန်မြောက်နယ်မြေရဲ့အဓိကဘိုးဌာနချုပ်ဖြစ်တဲ့မာနယ်ဘလော့ကြာပြီးရဲ့နောက်ပိုင်းမှာကျွန်တော်တို့တွေဟာဟုတ်လားကျွန်တော်တို့ဒီအခြေစိုက်ဒေသတွေကလည်းတဖြည်းဖြည်းနဲ့ပါရလာတယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်ထားတဲ့လမ်းစဉ်တော့ဆွန့်လို့မရဘူးတပြိုင်နက်တည်းမှာပဲကျွန်တော်တို့ရဲ့ရက်တီမှုအပိုင်းရက်တီမှုအပိုင်းကလည်းနိုင်ငံတကာမှာကကျွန်တော်တို့အတွက်အခိုင်အမာထောက်ပံ့နိုင်တဲ့ဟုတ်လားထောက်ပံ့ရေးလမ်းကြောင်းတွေမရှိပါဘူးမရှိတဲ့အပေါ်မှာကျွန်တော်တို့ရဲ့ရက်တီမှုနဲ့ကျွန်တော်တို့ခုနပြောတဲ့ဒီထောက်ပံ့မှုတွေကကျွန်တော်မရှိတဲ့အခါမှာကျွန်တော်တို့မိသားစုပိုင်းဆိုင်ရာတွေနောက်တစ်ခုကတော့ကျွန်တော်တို့ဒီရုပ်ပိုင်းဆယ်ပိုင်းဆိုင်ရာတွေမှာဟိုအားနည်းမှုတွေအများကြီးရှိတယ်အားမလို့အားများဖြစ်မှုတွေရှိတယ်ရှိတော့တချို့လဲဒါမိသားစုကိစ္စဆိုင်ရာတွေနဲ့ကျွန်တော်တို့တတိယနိုင်ငံကိုထွက်ခွာခဲ့ကြရတယ်ဒါပေမဲ့သူတို့ရဲ့ရင်ထဲမှာကျွန်တော်တို့ဆက်လက်ပြီးတော့တော်လာရမယ့်အသိစိတ်တွေပါသွားတယ်လို့ကျွန်တော်တို့ထင်တယ်ဟို ABS ရဲ့အနေနဲ့ခုချိန်မှာဆိုရင်ပြောပြရရင်နေရာ3နေရာကွဲသွားတယ်လို့ကျွန်တော်တို့ယူဆတယ်ရက်တည်မှုအရာဒါပေမဲ့ယုံကြည်မှုအရာမကွဲဘူးလို့ကျွန်တော်ထင်တယ်တခုကတော့လွန်မြောက်နေမြေမှာကျွန်တော်ဆက်ပြီးရက်တည်နိုင်တယ်တခုကတော့ကျွန်တော်တို့ခုနပြောသလိုပြည်တွင်းထဲမှာကျွန်တော်တို့ဆက်ပြီးတော့ရက်တည်နိုင်တယ်တခုကတော့ကျွန်တော်တတိယနိုင်ငံမှာဆက်ပြီးတော့ရက်တည်နေတဲ့ရဲဘော်ဟောင်းတွေရှိတယ်ဒီ3ပိုင်းစလုံးမှာကျွန်တော်ထင်တာကတော့ ABS ရဲ့မူလလမ်းစဉ်ဖြစ်တဲ့လက်နက်ကင်တော်လန်ရေးနဲ့လူတိုက်ပွဲပေါင်းစပ်ရမယ်ဆိုတဲ့ယုံကြည်ချက်ကိုလုံထွက်သွားတယ်လက်နက်ကင်တော်လန်ရေးကိုနဲ့စက်တင်စ်ကြာဆင်နွှဲလာပြီးတဲ့နောက်မှာကျွန်တော်တို့တိုင်းပြည်အတွက်လက်နက်ကင်တော်လန်ရေးဟာမရှိမဖြစ်လိုအပ်နေသေးတဲ့လိုအပ်ချက်တစ်ခုလို့ပို့ပြီးတော့ကျွန်တော်လက်တွေ့ကြမြင်လက်နက်ကင်တော်လန်ရေးဟာကျွန်တော်တို့တိုင်းပြည်ရဲ့အပြောင်းအလဲအတွက်အခန်းကဏ္ဍတစ်ရပ်အနေနဲ့အရေးပါနေသေးတယ်မရှိမဖြစ်လိုအပ်နေတယ်။ဘာကြောင့်လဲဆိုတော့လက်နက်ကင်တော်လန်ရေးဟာလူတိုက်ပွဲကိုဖော်ဆောင်မှုအတွက်တနည်းတစ်ဖုံနဲ့အထောက်အကူပြုတယ်လို့ကျွန်တော်တို့တိုင်းပြည်ရဲ့အာဏာရှင်ကိုလည်း
လက်နက်ကင်တော်လှန်ရေးနည်းနဲ့ချင်းချောမှအာဏာရှင်ရဲ့တစ်ခုပေါ့အာဏာရှင်ကဒီမိုကရေစီဘက်ကိုရွေ့မယ်လို့ကျွန်တော်ယုံကြည်တယ်အရင်88ကာလပြီးကျွန်တော်တို့89ကာလ90ကာလအတွင်းမှာကျွန်တော်တို့လှုပ်ရှားအကောင့်ထဲပေါ်ခဲ့တဲ့စစ်ရေးအသွင်သဏ္ဍာန်ကတစ်မျိုးလို့ပြောလို့ရမယ်အဲ့ဒီကာလဆိုကျွန်တော်တို့ကဒီစစ်ကြောင်းကြီးတွေနဲ့တပ်ဖွဲ့ဝင်အင်အားဒုနဲ့ဒန်နဲ့ကျွန်တော်တို့ကဒီရန်သူကိုတိုက်ခိုက်တဲ့နေရာမှာသူတပြန်ကိုတပြန်ပေါ့ဗျာကျွန်တော်တို့အမှကျွန်တော်တို့ကနေပြီးအသာစီးမှုတွေများတာတွေရှိခဲ့ပါတယ်ဒီနေ့ကာလမှာတော့ကျွန်တော်တို့ဒီအသွင်သဏ္ဍာန်အခက်အခဲအကြက်တဲ့အမျိုးမျိုးကြောက်ပေါ့ပြောရရင်တော့ဒီပြည်တွင်းမှာကျွန်တော်တို့ဒီနယ်စပ်ဒေသတွေမှာကျွန်တော်တို့တပ်ဖွဲ့ဝင်အင်အားတွေကတစုံတရာအားဖြင့်တော့ကျွန်တော်တို့နေခဲ့ပြီမဲ့ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေဖြတ်တန်းမှုတွေကြည်လင်မှုတွေရတော့အခုဒီကျွန်တော်တို့အရင်နဲ့မတူတဲ့နီးပြူဟာတခုကိုတော့ကျွန်တော်တို့ကအကောင့်တွေပေါ်ဆောင်ရတဲ့အခြေအနေမျိုးရှိတယ်အဲ့ဒါကပါလဲဆိုရင်ကျွန်တော်တို့ပျောက်ကြားအဖွဲ့ငွေတွေပျောက်ကြားတပ်ဖွဲ့တွေကျွန်တော်တို့ဖွဲ့စည်းတယ်ကျွန်တော်တို့အလုပ်ဖွဲ့တွေဖွဲ့စည်းတယ်နေမီဒေတာတည်တည်မှာကျွန်တော်တို့အဲ့လိုဖြန့်ခွဲဖြန့်ကျက်တိုက်ပွဲဝင်တဲ့အခြေအနေမျိုးရှိတယ်ပေါ့အဲ့လိုပေါ့စစ်ရေးအကန့်အသတ်တွေများလာတဲ့အထူးလက်နက်ကင်တော်လှန်တက်ခတ်ရေးအတွက်ထောင်ပံ့ရေးဆိုင်ရာအခက်အခဲတွေចောင်းသားတက်မတော်ရင်ဆိုင်ခဲ့ရပါတယ်အကျိုးဆက်ကတော့ចောင်းသားတက်မတော်တပ်ဖွဲ့ဝင်တော်များများဒုက္ခသည်ဖြစ်နေအမေရိကန်ကနေဒါစတဲ့တတိယနိုင်ငံတွေကိုထွက်ခွာအခြေချသွားကြခြင်းပါဆိုတော့ကျွန်တော်တို့ကနေပြီးတော့မှဒီဘက်ဗမာပြည်နယ်စပ်မှာအခြေပြုပြီးတော့ဒီဗမာပြည်အတွင်းလုပ်ငန်းတွေကိုကျွန်တော်တို့လုပ်တယ်အဲ့တော့ကျွန်တော်တို့အလုပ်လုပ်နိုင်ဖို့အတွက်အဲ့ဒီမှာအပြင်မှာရောက်တဲ့ရဲဘော်ဟောင်းတွေကကျွန်တော်တို့လုပ်နိုင်ဖို့ဆိုပြီးတော့မှငွေကြေးထောက်ပံ့ခြင်းအားဖြင့်ပူးပေါင်းဆောင်ရွက်တယ်ဆိုလိုတာကငွေကြေးထောက်ပံ့မှုအပိုင်းတာဝန်ကိုသူတို့ကနေပြီးတော့မှယူပေးတယ်ဆိုတော့ပူးပေါင်းဆောင်ရွက်မှုမျိုးနဲ့လုပ်ပါတယ်တကယ်တော့မြန်မာနိုင်ငံကចောင်းသားတွေအခုလိုတောတောင်တွေထဲမှာလက်နက်ကင်တိုက်ခိုက်နေကြရတာဒုက္ခဆင်းရဲခံအသက်တွေဆုံးရှုံးနေရတာတွေဟာငြိမ်းချမ်းစွာနဲ့ဒီမိုကရေစီရေးတောင်းဆိုခဲ့တာတွေကိုတပ်ပြတ်နှိမ်နင်းခဲ့တဲ့ရက်စက်မှုတွေရဲ့နောက်ဆက်တွဲတွေပါစစ်အာဏာရှင်စနစ်မြန်မာပြည်မှာရှိနေသမျှတော်လှန်တိုက်ခိုက်မှုတွေကတော့ရှိနေမှာပဲလို့ចောင်းသားတပ်မတော်သားတွေကယုံကြည်ကြပါတယ်မြန်မာပြည်ဒီမိုကရေစီအရေးနဲ့စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက်လက်နက်ကင်တိုက်ပွဲတွေရှိနေဖို့လိုနေသေးတယ်လို့သူတို့ယုံကြည်ခံယူနေကြပါတယ်ခင်ဗျာ